အားလုံးပဲမင်္ဂလာပါမြန်မာ Ghost YouTube Channel ကနေကြိုဆိုပါရစေဒီဇလန်းလေးကိုမစတင်ခင်ကျမရဲ့ Channel လေးကို Like Subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်အခုကျမတင်ဆက်ပေးမယ့်ဇလန်းလေးကတော့မကြွမလို့ဖြစ်နေတဲ့ဖုန်ကြီးတရေငွေချင်း9ယောက်ဟာလေးလာရေးခီးထွက်ဖို့ဆုံးဖြတ်ကြပါတယ်မိုးတက်စော်လင်းနဲ့မြတ်တို့ဟာရန်ကုန်မြို့ကနေမိုးကုတ်ဘက်ကိုခရီးထွက်ဖို့စီစဉ်ထားကြတယ်။တို့ဟာအတူတူပျော်ပွဲစားထွက်ပြီးတဘာဝအလှတွေကိုခံစားဖို့စိတ်ကူးနဲ့ထွက်လာကြတာခရီးထဲမှာသူတို့ဟာလမ်းခုလက်မှာရှေးဟောင်းဘုန်းကြီးကျောင်းတစ်ခုကိုတွေ့လိုက်ရတယ်။ကျောင်းဟာဟောင်းနွမ်းပြီးစွန့်ပစ်ထားသလိုဖြစ်နေပေမဲ့တို့ဟာစူးစမ်းစိတ်နဲ့ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ကျောင်းထဲဝင်တာနဲ့အေးဆက်တဲ့လေတွေကသူတို့ကိုကြိုဆိုလိုက်တယ်နေရန်တွေမှာရှေးဟောင်းပကြီးတွေဘုန်းကြီးတွေရဲ့ရုပ်တုတွေကထူးဆန်းတဲ့မျက်လုံးတွေနဲ့သူတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရတယ်။သူတို့ဟာကျောင်းရဲ့အတွင်းပိုင်းကိုလှည့်ပတ်ကြည့်ရင်နောက်ဆုံးမှာလျှို့ဝှက်ခန်းတစ်ခုကိုတွေ့လိုက်ကြတယ်။အဲ့ဒီခန်းထဲမှာရှေးဟောင်းမော်စာအုပ်တွေထူးဆန်းတဲ့ပစ္စည်းတွေနဲ့အနက်ရောင်မီးခွက်တစ်ခုကိုပါသူတို့တွေ့လိုက်ရတယ်။ဇော်ကမီးခွက်ကိုကောက်ပြီးထွန်းလိုက်တဲ့အခါကျောင်းတစ်ခုလုံးမှောင်မဲသွားပြီးသူတို့ဟာထူးဆန်းတဲ့အတန်တွေကိုကြားလာရတယ်။လင်းကဒါပါတန်လေးလိုထိတ်လန့်ပြီးမေးတဲ့အခါသူတို့နောက်မှာမီးခွက်ရဲ့အလင်းနဲ့ရှည်လျားတဲ့အရေးတစ်ခုကလိုက်လာနေတာကိုတွေ့လိုက်ရတယ်။အရေးဟာဖုန်ကြီးတစ်ပါးရဲ့ပုံစံနဲ့တူပြီးသူတို့ကိုခြောက်လန့်နေတယ်လို့ခံစားရတယ်။သူတို့ဟာထွက်ပြေးဖို့ကြိုးစားကြပေမဲ့လည်းလမ်းတွေဟာပြောင်းလဲသွားတယ်လို့ခံစားလာရတယ်။ကျောင်းရဲ့နေရန်တွေကသူတို့ကိုဝိုင်းရံလာသလိုအတန်တွေကလည်းပိုကျဲလောင်လာတယ်။မြက်ကဒါသာရဲပဲငါတို့တရေနဲ့တွေ့နေရတာပဲလို့អော်လိုက်တဲ့အခါအားလုံးဟာပိုပြီးထိတ်လန့်သွားကြတယ်။နောက်ဆုံးမှာမိုးကဒီခွက်ကိုပြန်ပိတ်လိုက်တဲ့အခါအရာအလုံးဟာပြန်လည်ငြိမ်သက်သွားပြီးသူတို့ဟာကျောင်းရဲ့အဝင်ဝမှာပြန်ရောက်နေတာကိုတွေ့လိုက်ရတယ်။သူတို့ဟာအဲ့ဒီနေရာကနေအမြန်ထွက်ခွာသွားကြပြီးဘယ်တော့မှပြန်မလာဖို့ကတိပြုကြတယ်။ဒါပေမဲ့သူတို့ထွက်ခွာသွားတဲ့အချိန်မှာကျောင်းရဲ့အတွင်းထဲကဘုန်းကြီးရဲ့အတန်ကိုကြားလိုက်ရသေးတယ်။မင်းတို့ပြန်လာရမယ်။အဆုံးထိနားထောင်ပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။အစ်စ်တင်တိုင်းသိရအောင်လဲဘေးကခေါင်းလောင်းလေးကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။